李代达真的达，咱们是的，我们老马尼克。真正能老亚美，自家最能为所有民自家帮，是的毛巴拉不得记录耶。自家如果是让我们身上为李真带开都马尼克加罗，啊，可所以都过来没，别是论出多嘞，说让我们定来闹吧哦。UFC 来为咱们个啥呢的，民比话，前发达哩就说半年，前边看半亚比嘛咯，啊，苗到李真带单瑞，为怕那瑞个，怎么路耶？前发达哩个苗看见那边撇巴哩。但我罗ဒီလိုလေကျန်းတိုက်ဝေဖန်ပြောဆိုနေကြတာတွေကိုတစ်ခုချင်းစီတော့လိုက်လံဖြည့်ရှင်းမနေတော့ပဲအလုံးနဲ့ပဲတက်တည်ပြတတ်သူတယောက်ပါအားလုံးတွေကတနေ့တစ်မျိုးမရိုးရပဲလေကျန်းအတိုင်နိုင်ဆုံး post အမျိုးမျိုးကိုတင်ပြီးတော့ဘန်ကိုစိတ်အနှောက်အယှက်အပေးဆုံးကတော့ Manekap လို့ပြောရမှာပါရှင်ချန်ပီယံခပတ်နဲ့ဘန်ကအမထိုက်တန်ဘူးသူသာလင်းအထိုက်တန်ဆုံးပါဆိုပြီးတော့လေ့ကျက်ခဲ့တာပြည်သက်တို့အားလုံးလည်းအသိပါပဲနော်ဒါကို Manekap က Hey Joshua Ban မင်းအခုလိုချန်ပီယံနေရာရောက်တယ်ဆိုတာကငါခြေတော့ဒဏ်ရာရရှိခဲ့လို့ဒါမင်းကလူစားဝင်ကစားရင်းနဲ့အခုလိုမျိုးနေရာရောက်တယ်ဆိုတာမမေ့ပါနဲ့ဆိုပြီးတော့ post တင်ကတုံ့ပြန်ခဲ့တာပဲဖြစ်ပါတယ်။ဒါနဲ့ပတ်သက်ပြီးတော့ကျမတို့ရဲ့ချင်း fighter လေး Joshua Ban ပြန်လဲတုံ့ပြန်လိုက်ပုံကလည်းတကယ်ကိုကျေနပ်စရာကောင်းပါတယ်။ Joshua Ban ကစာချုပ်ကိုတော့လက်မှတ်မထိုးခြင်းတဲ့သူမင်းပါစပ်ပေါက်ပိတ်ထားလိုက်ဆိုပြီးတော့ပြန်လည်တုံ့ပြန်လိုက်တာပဲဖြစ်ပါတယ်။ကြားရတဲ့သတင်းတွေအရဆိုရင်တော့ UFC ဘက်က Joshua Ban နဲ့ Manekap ကိုပွဲတည်ပြီးဖို့အတွက်ကမ်းလှမ်းခဲ့တာတွေရှိတယ်လို့သိရပါတယ်ရှင်။ဘန်နဲ့အဖြူကောင်းတဲ့အင်တာဗျူးမှာဆိုရင်လည်း Manekap နဲ့ဘန်ရဲ့အခြေအနေကိုမေးမြန်းခဲ့တာအားလုံးလည်းအသိပါပဲ။ Manekap ကတကယ်ပဲဘန်နဲ့မတွေ့ရသေးတာလား။သူကဘလို့ညနေနဲ့တီများထုတ်နေလို့လဲထွက်တွေ့ဖို့အတွက်ကြိတ်ပြီးတော့များပြင်ဆင်နေသလားဆိုတာကတော့မစင်စားတတော်ပါဘူးပြည်သက်ကြီးတို့ရော Manekap နဲ့ပတ်သက်ပြီးတော့ဘလို့ထင်ကြလဲ Joshua Ban ကတော့ဘသူနဲ့ပဲပွဲတည်ပေးလားပွဲချိုးဖို့အတွက်အစင်းသက်ဖြစ်နေပြီးသူ့ကိုပွဲတည်ပေးဖို့အတွက်ပါ UFC ဘက်ကိုတောင်းဆိုထားတာတွေ့ရပါတယ် Joshua Ban ဘက်ကတော့ UFC ကဘသူနဲ့ပဲပွဲတည်ပေးပြီးထိုးဖို့လက်ခံခဲ့ပေမဲ့ Manekap ဘက်ကတော့အချိန်ကလွန်နေဆိုတဲ့အကြောင်းပြချက်နဲ့လက်မခံခဲ့ရတာလို့သိရပါတယ်။လေးသာချွားရတာပါ။စားတော့တကယ်မရှိတဲ့ Manekap ပါနော်။ဒါကြောင့်ချန်ပီယံကြီးက ready ဖြစ်နေပေမဲ့လေကျန်းတိုက်သူ Manekap ကထွက်ပြေးနေတာမို့ပွဲကတော့လက်တလောကြည့်ရဖို့အစီအစဉ်မရှိသေးပါဘူးပြည်သက်ကြီးတို့ရေ။ဒါပေမဲ့ Joshua Ban နဲ့ချန်ပီယံခပတ်လူပွဲကိုတော့မကြာမီကြည့်ရတော့မယ်လို့တော့တွေးထင်ရပါတယ်။ပွဲဖြစ်လာခဲ့မယ်ဆိုရင်ပြည်သက်တို့အနေနဲ့က Joshua Ban ကိုဘယ် fighter နဲ့ပွဲကျပေးတာကိုအကြည့်ချင်ဆုံးပါလေ။ Joshua Ban နဲ့အသင့်တော်ဆုံး fighter ရှိတယ်ဆိုရင်လည်း comment မှာရေးပေးခဲ့ကြပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်